ဒီမိုကရေစီနိုင်ငံတနိုင်ငံကနေအာဏာရှင်စနစ်အောက်ကိုဘလို့များရောက်သွားနိုင်တယ်လို့ထင်ပါတယ်လေတခါတလေမှာတော့လေရွေးကောက်ခံခေါင်းဆောင်ကဦးကနေထိဖြည်းဖြည်းနဲ့အာဏာကိုချုပ်ကင်သွားတာမျိုးပေါ့ဒါပေမဲ့တချို့အချိန်တွေမှာတော့မြန်မာနိုင်ငံမှာလိုပဲဒီမိုကရေစီနီးကျရွေးကောက်ခံထားရတဲ့အစိုးရကိုစစ်တပ်ကနေရွတ်တရက်ဆိုလို့ဖြုတ်ချလိုက်ကမျိုးထိတတ်ပါတယ်ဒီနေ့မှာတော့2021ခုနှစ်ကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့စစ်အာဏာသိမ်းမှုရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုအရင်စစ်မီတီလေ့လာကြည့်ကြပါမယ်အဲ့ဒီနေ့ကတော့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ပါပဲမြန်မာတမန်တော်ကဒီမိုကရေစီနည်းကျရွေးကောက်ခံထားတဲ့အစိုးရကိုဖြုတ်ချပြီးနိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ပါလေဒီဖြစ်ရပ်ကတိုင်းပြည်တစ်ခုလုံးကိုတုံ့လှုပ်စေခဲ့ပြီးဒီနေ့တင်ဆက်မှုရဲ့အဓိကအကြောင်းအရာပဲဖြစ်လာခဲ့ပါတယ်ကောင်းပြီမြန်မာနိုင်ငံရဲ့အခြေအနေကိုအသေးစိတ်မဆွေးနွေးခင်မှာလေအဓိကကျတဲ့စကားလုံးတစ်လုံးဖြစ်တဲ့စစ်အာဏာသိမ်းမှုဆိုတာကိုအရင်ဆုံးရှင်းရှင်းလင်းလင်းတီးထားဖို့လိုပါတယ်ဘာလို့လဲဆိုတော့ဒီအတိတ်တွေကိုနားလည်ထားမှဖြစ်ရတစ်ခုလုံးကိုသဘောပေါက်ဖို့တော့ချစ်ဖြစ်မှာမို့လို့ထူးတက်တာဆိုတာကပြန်တဲ့စကားလုံးမှာတိုက်ရိုက်ပြန်ဆိုရရင်နိုင်ငံတော်ကိုအဆုံးအဖြတ်ပေးတဲ့ထိုးနှက်ချက်လို့အတိတ်ပဲရတယ်ဆိုလိုတာကအစိုးရတရားကိုတရားမဝင်ဖြူချတာကိုပြောတာပါဒီလိုလုပ်ရမျိုးကအင်အားအများကြီးသုံးဖို့လိုအပ်ကြကြောင်းလေသမိုင်းတစ်လျှောက်မှာတော့အာဏာသိမ်းမှုအများစုကိုလက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့စစ်တပ်ကပဲပြုလုပ်လေရှိကြတာပေါ့ဒါဆိုအာဏာသိမ်းမှုနဲ့ကျွန်တော်တို့အမြဲကြားနေကြတော်လန်ရေးဆိုတာနဲ့ဘာများကွာသွားလဲအဓိကခွာခြားချက်ကတော့လေဖေသူတွေပါဝင်တယ်လေဆိုတာချက်ပဲပြန်တဲ့တော်လန်ရေးလိုမျိုးကိုစဉ်းစားကြည့်လိုက်ဒါကပြည်သူလူထုရဲ့လိုင်းလုံးကြီးတစ်ခုလိုပဲအာဏာသိမ်းမှုကတော့အတွေးလူအချင်းချင်းလုပ်တဲ့ကိစ္စနဲ့ပိုတူနေစစ်ကပ်လိုမျိုးလူတစုကနဲ့အာဏာကိုလူယူလိုက်တာဖြစ်ပြီးပြည်သူတွေကတော့ဘေးကနေစောင့်ကြည့်သူတွေဖြစ်တာရှိနေတတ်ကြပါတယ်အာဏာသိမ်းမှုတွေဆိုတာကဘာမှရှားရှားပါပါတော့မဟုတ်ပါဘူးဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာဆိုရင်အာဏာသိမ်းမှုကျူပမှုအကြိမ်900ကျော်တောင်ရှိခဲ့ပြီအဲ့ဒီတက်က200ကျော်ကအောင်မြင်ခဲ့တယ်ဆိုတာကိုတွေ့ရတယ်အိန္ဒိယရှင်ထိုင်းနိုင်ငံမှာအနည်းဆုံး73ကြိမ်ထိပွားခဲ့ပြီးပါကစ္စတန်မှာတော့3ကြိမ်အောင်မြင်ခဲ့ပါတယ်ကဲအာဏာသိမ်းမှုဆိုတာဘာလဲဆိုတာကိုနားလည်သွားပြီဆိုတော့အခုမြန်မာနိုင်ငံဘက်ကိုပြန်လှည့်ကြည့်ကြရအောင်ပါ2010ခုနှစ်မှာထိခဲ့တာတွေကိုတကယ်နားလည်ဖို့အတွက်ဆိုရင်လေစစ်အုပ်ချုပ်ရေးနဲ့ဒီမိုကရေစီမျှော်လင့်ချက်တွေကြားကဆယ်စုနှစ်ပေါင်းများစွာရှည်ကြခဲ့တဲ့ရုန်းကန်မှုသမိုင်းကိုပြန်ကြည့်ဖို့လိုဟန်ပါတယ်မြန်မာနိုင်ငံ1948ခုနှစ်မှာ British လက်အောက်ကနေလွတ်လပ်ရေးရခဲ့ပါတယ်ဒါပေမဲ့အဲ့လွတ်လပ်ရေးကတတန်းသိမ့်မရှိခဲ့ဘူး14နှစ်အကြာ1962ခုနှစ်မှာပဲဗိုလ်ချုပ်ကြီးနေဝင်းကစစ်အာဏာသိမ်းပြီးဆယ်စုနှစ်နဲ့အချီကြာမြင့်မဲ့စစ်အုပ်ချုပ်ရေးကိုစတင်ခဲ့ပါတယ်အဲ့နောက်1998ခုနှစ်မှာတော့ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပေါ်ပေါက်လာခဲ့ပြီး1990ရွေးကောက်ပွဲမှာအပြတ်သက်အနိုင်ရခဲ့ပါတယ်ဒါမဲ့တမိုင်းရဲ့အချိုးအကွေ့တကူကဒီမှာပါပဲစစ်တပ်ကအဲ့ဒီရွေးကောက်ပွဲရလဒ်ကိုလုံးဝလက်မခံခဲ့ဘူးအာဏာလွဲပြောင်းပေးဖို့ငင်းဆန်ခဲ့ပါတယ်ဒါဟာပြည်သူလူထုအတွက်အာဏာတကာကိုပိတ်ချလိုက်တယ်လို့ပါပဲဒီလို့ရဲ့တကူတဲကပဲနောက်လာမဲ့ဆက်စုနှစ်တည်းရဲ့ပဋိပက္ခအတွက်မျိုးစီချပေးခဲ့တယ်လို့ဒီမိုကရေစီပေါ်စစ်တပ်ရဲ့သဘောထားအမှန်ကိုလည်းဖော်ပြခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မျော်လင့်ချက်ရောင်ကြီးလေးတော့တန်းလာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဒီမိုကရေစီလမ်းကတော့တော်တော်လေးကိုမခိုင်မြဲခဲ့ပါဘူး2009ခုနှစ်မှာလောင်စာစီဆေးတွေမြစ်တက်လာတာကြောင့်ပြည်သူတွေရဲ့မကျေနပ်မှုတွေပေါက်ခဲထွက်လာခဲ့တယ်အဲ့ဒီမှာဘုံတို့ကြီးတွေကဥဆောင်ပြီးရွှေဝါရောင်တော်လန်ရဲတို့လူသိများတဲ့ဆန္ဒပြပွဲကြီးဖြစ်ပွားခဲ့တာပေါ့ဒီဆန္ဒပြပွဲတွေကပဲစစ်အစိုးရကိုဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲဖို့တွန်းအားပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာလေကြီးမားတဲ့အားနည်းချက်တစ်ခုပါလာခဲ့တယ်အဲ့ဒါကတော့လွတ်တော်ထဲက4ပုံ1ပုံ25ရာခိုင်နှုန်းတော့အမက်နေရာတွေကိုစစ်တပ်အတွက်အမြဲတမ်းတီးတန့်ဖယ်ထားပေးရမယ်လို့ပြဋ္ဌာန်းထားတာပါဒါကဘာလို့ဆိုလို့လဲဆိုတော့သူတို့ကလွတ်တော်ထဲမှာအမြဲတမ်းနေရာရနေုံတင်မကဘူးဖွဲ့စည်းပုံပြင်ဆင်ရေးလုံးဒီရေးကြီးတဲ့ကိစ္စတွေကိုဗီဒီယိုအာဏာသုံးပြီးပယ်ချနိုင်တဲ့အာဏာကိုပါရသွားတာပါဆိုတော့ဒါဟာစစ်မှန်တဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုအခြေခံကြတဲ့ပိတ်ဆို့ထားသလိုပါပဲအဲ့လိုအခြေအနေကြားကပဲ2015ခုနှစ်မှာတော့နှစ်ပေါင်းများစွာအတွင်းပထမဆုံးအချိန်လွတ်လပ်ပွဲလန်းစွာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကတောင်မြို့ကမ်းမြို့အနိုင်ရခဲ့ပြီးတိုင်းပြည်အတွက်ဒီမိုကရေစီမျှော်လင့်ချက်တွေပြန်လည်ရှင်းတန်းလာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်တွေနဲ့ပြည့်နေတဲ့ကာလကတိတ်မကြလိုက်ပါဘူးနောက်ဆက်တွဲအနေနဲ့2021ခုနှစ်အာဏာသိမ်းမှုစီကိုတိုက်ရိုက်ဦးရီးသွားစေခဲ့တဲ့အကြောင်းရင်းစီကိုဆက်ပြီးကြည့်သွားကြပါမယ်2022ခုနှစ်နိုဝင်ဘာလရွေးကောက်ပွဲရလဒ်တွေမှာ NLD ပါတီကိုပြည်သူလူထုရဲ့ထောက်ခံမှုကအမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားပြီးစစ်တပ်ကြောထောက်နောက်ခံပြပါတီကတော့ဆိုးဆိုးရွားရွားရှုံးနိမ့်ချပါတယ်ဒီ
ဒီလိုပြည်သူစန္ဒရဲ့ကြီးမားတဲ့ကွာဟချက်ကစစ်တပ်အတွက်သူတို့ရဲ့နိုင်ငံရေးဩဇာကြာစင်မာကိုတာမကဘူးတိုင်းပြည်ရဲ့စီးပွားရေးနဲ့လူမှုရေးမှာအမြင့်တွယ်နေတဲ့သူတို့ရဲ့ထိန်းချုပ်မှုတွေပါပျောက်ကွယ်သွားမှာကိုစိုးရိမ်စေတဲ့မကြုံစဘူးချင်းချောက်မှုကြီးတစ်ခုဖြစ်လာခဲ့တာပါ အဲ့တော့အာဏာသိမ်းမှုအတွက်စစ်တပ်ကပေးတဲ့တရားဝင်အကြောင်းပြချက်ကဘာလဲဆိုတော့ရွေးကောက်ပွဲမှာကြဲပြတ်တဲ့မဲလိမ်လည်မှုနဲ့ရှိခဲ့တယ်ဆိုတာပါပဲ ဒါပေမဲ့ဒီမှာအချက်ရှိတယ်ရွေးကောက်ပွဲကိုစောင့်ကြည့်ခဲ့ကြတဲ့နိုင်ငံတကာလေလာသူတွေကတော့လုံငန်းစဉ်တစ်ခုလုံးဟာတရားမျှတပြီးပွင့်လင်းမြင်သာမှုရှိကြောင်းမဲလင်လည်မှုမရှိခဲ့ကြောင်းတနည်းတညွတ်တွေထုတ်ပြန်ခဲ့ကြပါတယ်ဆိုတော့ဒါကစစ်တပ်ရဲ့အကြောင်းပြချက်နဲ့မြင့်မြင့်ချက်လက်တီကြားကရှင်းလင်းတဲ့ကွယ်လွဲမှုတစ်ခုပေါ့ အာဏာသိမ်းပြီးနောက်တနိုင်ငံလုံးမှာစန့်ကျင်ဆန္ဒပြမှုတွေပေါ်ပေါက်လာခဲ့ပါတယ် The Hunger Games ရုပ်ရှင်တွေကလက်သုံးချောင်းထောင်နဲ့တင်ခဲ့တာခုခံတော်လှန်မှုရဲ့ပြရုပ်ဖြစ်လာခဲ့တယ်။ကျောင်းသားဆရာဝန်ထမ်းတွေပါဝင်ပြည်သူတွေဟာငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသလိုစစ်အစိုးရကိုအကြက်ရိုက်စေဖို့စီးပွားရေးလုပ်ငန်းတွေရပ်ဆိုင်းနေလှုပ်ရှားမှုတွေလည်းပြုလုပ်ခဲ့ကြပါတယ် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးဆန္ဒပြမှုတွေကလည်းဆက်လက်ဖြစ်ပေါ်နေတယ်ဒါဆိုမြန်မာနိုင်ငံရဲ့အနာဂတ်ဟာဘယ်ကိုဥတည်နေမလဲဒါဟာတော်တော်လေးကိုရှုပ်ထွေးပြီးစိန်ခေါ်မှုတွေပြည့်နေတဲ့မေးခွန်းတစ်ခုပါပဲ နိုင်ငံတကာအတိုင်းဝိုင်းဘက်ကကြီးပြန်တော့လဲရွေးချယ်စရာတွေကအလွန်အကန့်အသတ်ရှိနေပါတယ်စီးပွားရေးပိတ်ဆို့မှုတွေလားအကျိုးသက်ရောက်မှုကနေကွေတတ်တယ်တိုက်ရိုက်စစ်ရေးရဝန်ဆော့ဖတ်တာမျိုးလားအီရတ်ရဲ့ဥမာကအခြေအနေကိုပိုဆိုးသွားစေနိုင်တယ်ဆိုတာပြနေတယ်အရသာတွေကိုလက်နဲ့တက်ဆင်ပေးတာမျိုးကောအာဖဂန်နစ္စတန်ရဲ့တမိုင်းကအစုံရောက်ဖိုက်စီတစ်တဲ့မွေးထုတ်ပေးနိုင်တယ်ဆိုတာတတိပိနေမြန်ရောရှင်းပြောရရင်လွယ်ကူတဲ့အဖြစ်အပြည့်အနာစာကင်းတဲ့ရွေးချယ်စရာဆိုတာမရှိပါဘူးဒါကြောင့်နောက်ဆုံးမှာတော့လီးနေတဲ့မြေကွန်းတစ်ခုကိုကြံရည်ခဲ့ပါတယ်စေုပ်ချုပ်ရဲ့အောက်မှာကြားရောက်နေတဲ့နိုင်ငံအတွက်ရေရှည်တည်တံ့ခိုင်မြဲတဲ့ဒီမိုကရေစီကိုတည်ဆောက်ဖို့အထီးရောက်ဆုံးလမ်းကြောင်းကတကယ်လို့မှဘာဖြစ်နိုင်မလဲဒါအမြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ကြီးမားတဲ့စင်ခေါ်မှုကိုအနစ်ချုပ်ဖော်ပြနေသလိုအားလုံးတို့လီးလင်းနေတဲ့စဉ်းစားစရာဖြစ်ပါတယ်